ဘယ်လိုရှာလို့ရမလဲဒီလိုတင်ချင်ပါတယ်တင်တဲ့တက်ချင်ပါတယ်တက်ချင်လို့ပါအများကြီးပါပဲအခုလိုမျိုးနဲ့ internet ပေါ်ကနေပြီးတော့ပတ်စံဘယ်လိုရှာလို့ရမလဲကိုကျွမ်းကျင်တဲ့အရာလေးတစ်ခုနဲ့လူတွေကိုကူညီပတ်စံဘယ်လိုပြန်ရှာလို့ရနိုင်မလဲနောက်တစ်ခုက digital marketing ကျွန်တော်လိုမျိုး agency တစ်ခုဖွင့်ပြီးတော့ဘယ်လိုပုံစံမျိုးတွေလူတွေကိုကူညီပေးလို့ရနိုင်မလဲကျွန်တော်ဘက်ကဓာတ်တွေအားလုံးတင်ပေးထားတဲ့တင်တဲ့ရင်လို့တော့မရှိပါဘူးဘာရှိလဲဆိုရင်တော့ကျွန်တော်ကျွမ်းကျင်တဲ့အရေးချင်းတွေကျွန်တော်ကျွမ်းကျင်တဲ့အတတ်ပညာတွေကိုပြန်ပြီးမျှဝေပေးထားတဲ့ digital product တွေ program တွေတော့၄ခုလောက်ရှိပါတယ်ပထမဆုံးနဲ့ကိုယ် video editing ကိုကျွမ်းကျင်တယ်အခုလိုမြင်နေရကျွန်တော်တို့ hard talking ပုံစံမျိုးတွေ edit ချင်တယ်ဆိုရင် video editing ပုံစံသွားလို့ရလိမ့်မယ်ဒီကနေပြီးတော့အခြား client တွေကိုပြန်ပြီးကူညီပေးနောက်တစ်ခုက script writing client တွေအတွက် video editing ရောစကားလုံးတွေပါရေးပေးမယ်ဆိုတဲ့အပိုင်း scripting ဘက်မှာကျွမ်းကျင်တယ်ဆိုရင်နောက်တစ် program တစ်ခုထွင်လို့ရတယ်ဟုတ်ပြီဒီ skill set ရေးချင်းတစ်ခုလည်းကျွမ်းကျင်ပြီး personal ပို့တောင်းလို့ရလာပြီဆိုရင်ဘာလဲဆိုတော့ content creationအခုလိုမြင်နေရတဲ့ video တစ်ပုဒ်ကိုဘယ်လိုဖန်တီးမှာလဲဘယ်လိုပေါက်အောင်လုပ်မှာလဲ video တွေဖန်တီးတဲ့အခါမှာအရေးချင်းရှိလုပ်ငန်းရှင်တွေလိုချင်တဲ့ရလဒ်တွေထိအောင်ဘယ်လိုဖန်တီးရမလဲဆိုတဲ့ဟာကိုတင်ပေးထားတယ်မျှဝေပေးထားတဲ့ content creation program ဒါရွေးကျွမ်းလို့ရမယ်နောက်ဆုံးတစ်ခုတော့ပါလိမ့်ဆိုတော့ဝင်ဝင်လည်းတစ်ခုရဖို့အတွက်ကိုယ်အလုပ်လာအမှတ်လူတွေ client တွေဘယ်လိုရှာမှာလဲသူတို့ယုံကြည်အောင်ဘယ်လိုလုပ်ရမှာလဲဘယ်လိုရည်ချင်းတွေတင်ယူရမှာလဲအစရှိတဲ့ပြည့်ဒီ guideline တစ်ခုလုံးပေးထားတဲ့ freelance program တွေကျွန်တော်ဘက်ကနေပြီးတော့ဝင်ဝင်လည်းတစ်ခုလုံးရအောင်လုပ်ကိုဖန်တီးပေးထားတဲ့ program ၄ခုလုံးရှိပါတယ်ကိုပဲပြင်ပေးရမှာကငါကအခုချိန်မှာဘလို့အရေးချင်းဘလို့ပုံစံနဲ့ဝင်ဝင်လမ်းကြောင်းရကျင်တာလေဒါပဲမျိုးပဲကြံပါတော့တယ်ဆုံးဖြတ်ချက်ကိုချပြီးဆိုရင်တော့ကျွန်တော်တို့လိုအပ်တဲ့ရည်ချင်းကတော့ဖြည့်မှရပါလိမ့်မယ်